ဓမ္မနှင့်အရမထိတ်တိုက်တွေ့ဆုံခြင်းအောင်သာယာလေး၏နည်းနည်းကင်းပြီးညူနှင်းများဖြင့်ဝေမိုင်းနေတော်လဲရွာသားများ၏မျက်နှာတွင်မူအမောင်ရည်များဖုံးလွှမ်းနေစေဖြစ်ပါれ။မောင်မောကြီးအရှင်ရွာကရွာမြင်ကလေတော်ထဲမှသည်ရွာလေလမ်းမကြီးထိကျူးကျော်လာခဲ့ပါပြီ။နောက်ဆုံးတွင်ဒေါ်သိန်းသိန်းနှင့်ရွာလူကြီးတို့သည်ရွာဦးကျောင်းဆရာတော်ထံသို့တွားရောက်ခါအကူကြီးတောင်းခံရန်ဆုံးဖြတ်လိုက်ကြပါれ။ရွာဦးကျောင်းဆရာတော်၏တစ်သားကြမ်းမြင်မော်တွင်ဒေါ်သိန်းသိန်းမှာမျက်ရည်ဆက်လက်ဖြင့်ရှောက်ထားရှာပါသည်။အရှင်ဖေဟာတပည့်တော်မသားကိုလည်းသနာပါတယ်ဒါပေမဲ့အခုတော့တရွာလုံးလည်းနေမရတော့ပါဘူးဖေဟာသားရဲ့ဝိညာဉ်ကအညိုးတွေအရန်ကြီးနေပါတယ်တက်တော်80ကျော်ဝါတော်90ရှိပြီဖြစ်သောဆရာတော်ကြီးသည်ပရိစိတ်နေရင်မှမျက်လုံးကိုဖြင်းချင်းစွာဖွင့်လိုက်ပါတယ်ဆရာတော်၏မျက်ဝန်းများမှာတည်ငြိမ်နေတော်လဲလေးနဲ့လှပါတယ်တက္ကမကြီးတိမ့်သိမ့်ခမရသားဟာအသက်ငယ်ငယ်နဲ့ရုတ်တရက်တေးရတာဆိုတော့တန်ရောစဉ်တွေ့တာရဲ့တေဂာနီးမှာခံစားရတဲ့ဝေဒနာကြောင့်ဖြစ်ပေါ်လာတဲ့အာဃာတတွေကသူ့ကိုပိတ်တာဘဝကိုဆွဲချလိုက်တာပဲသူ့ကိုငါတို့တရားနဲ့ချော့ရမယ်တက္ကမကြီးမရရင်တော့ဝင်းနီးကန်နဲ့နှင်းရလိမ့်မယ်ဆရာတော်ဒီထိုညတွင်ရွာသားများအားလုံးကိုဖះเจ้าငံသို့လာရောက်ကာမေတ္တာတုံးရွတ်ဖတ်ရန်မောင်မော်ကြီးတို့ရည်စူး၍တရားနာရန်မိန့်ကြားလိုက်ပါတယ်ည7နာရီခန့်တွင်ကျောင်းဝင်းအတွင်း၌ရွာသားများစုံစုံလင်လင်ရောက်ရှိနေပါတယ်ဆရာတော်ကတရားစတင်ဟောကြားရာရုတ်တရက်ကျောင်းဝင်းတစ်ခုလုံးလေပြင်းများတဝုံတိုက်ခတ်လာပါတယ်ကျောင်းဝင်းအစွန်ကအသစ်ပင်ကြီးများမှာမြေကြီးနှင့်ထိတူမတက်ရိမ့်ထိုးနေပြီးကျောင်းမော်သို့တဲများခဲများဖြင့်ပြစ်ပေါက်တံများထွက်ပေါ်လာပါတယ်မောင်မော်ကြီးဝိညာဉ်သည်ကျောင်းဝင်းအပြင်မှတရက်ပင်ကြီးပေါ်တွင်ပေါ်လာပါတယ်ယခုတစ်ချိန်တွင်သူသည်ပို၍ကျောင်းပွဲကောင်းလောက်အောင်ကြီးထွားနေပြီးသူ၏ခန္ဓာကိုယ်မှပုတ်ဆက်ဆက်အနံများကလေထဲတွင်ပြန့်လွင့်နေပါတယ်ဆရာတော်ဗျာတပည့်တော်ကိစ္စတွေကိုဝင်မပါပါနဲ့ကျွန်တော်မကြွချင်သေးဘူးဗျာကျွန်တော်အမေနဲ့ကျွန်တော်ချစ်သူကိုကျွန်တော်နဲ့အတူခေါ်သွားရအောင်မယ်ဗျာမောင်မောင်ကြီးရဲ့အတန်ဒီကျောင်းဝင်းတစ်ခုလုံးကိုတုံလှုပ်သွားပါတယ်ရွာသားတို့မှကြောက်လန့်တကြားဖျားစင်အောက်သို့တိုးဝင်ကြပါတယ်ဆရာတော်ကြီးတုံလုံးချင်းမရှိ၍တရားပလင်မော်တွင်မတ်တက်ရက်ခါကမဝါတရားတော်များကိုစတင်ရွတ်ဖတ်တော်မူပါတယ်ချစ်သားမောင်မော်ကြီးတန်ရောစဉ်ဆိုတာပူလောင်နေမီးပဲမင်းဒီလိုလုပ်နေတော့မင်းအမိမှာပိုးပြီးဆေးဆင်းရရတယ်မင်းချစ်သူမှလည်းဒုက္ခရောက်ရတယ်မင်းချစ်ရင်တကယ်သူတို့ကိုစိတ်ချမ်းသာစေခြင်းရင်ပေါ့ဆရာတော်ဤစကားတန်ကအေးမြတော့လဲမောင်မော်ကြီးတွင်မူပူလောင်သောမိစာများကဲ့သို့ဖြစ်နေပုံရပါတယ်သူသည်အော်ဟစ်ကရုန်းကန်နေတယ်ညောင်မင်းကြီးကိုလက်ဖြင့်ရိုက်ပုတ်ခအရှိန်ဝင်ဖြင့်ကျောင်းမော်သို့တက်လာရန်ကြိုးစားတော်လဲဆရာတော်၏မေတ္တာစဝန်းကြောင့်ကျောင်းဝင်းအပြင်ဘက်တွင်သာတရွတ်တိုက်လူလိမ့်နေရရှာပါတော့တယ်မနေ့မိုးတောက်ရမှာငါမင်းအတွက်အမျှဝေပွဲလုပ်ပေးမယ်အဲ့ဒီချိန်ကျရင်မင်းအညိုးတွေကိုလွတ်ပြီးတော့လာခဲ့ပါမောင်မော်ကြီးဆရာတော်၏နောက်ဆုံးမိန့်ကြားချက်နဲ့တူမောင်မော်ကြီးဝိညာဉ်သည်လေအဝှေ့တွင်ပျောက်ကွယ်သွားပါတယ်လေတော်ဘက်တွင်မှနေ၍ရှိုက်ကြီးတငယ်ငိုကြီးတန်ကြီးကိုမူတရွာလုံးအတိုင်းသာကြားနေရပါတော့တယ်နောက်ဆုံးခန်းတွင်မောင်မော်ကြီးတယောက်တန်ရောစဉ်နောင်ကျိုးကိုဖျက်တောက်နိုင်ပါမလားသူ၏အညိုးတွေကဘလို့အဆုံးသက်သွားမလဲဆိုတာအခန်း9ကိုဆက်လက်နားဆင်ပေးကြပါအောင်ခင်ဗျာကျွန်တော်၏ Story Podcast Channel လေးကို Subscribe လုပ်ထားပေးဖို့မမေ့ကြပါနဲ့နော်ဘေးပရာတွေဝေးကွာကြပါစေခင်ဗျာ